좀 친구들은 혹시 내 마음 모르니까 좀 그림만 봐도 잠깐만 여기 관심 아지마성 치카레지 이 안무회거나 안무회에 이러신 나타 두리아자로 이 두리아자로 블로가 거의 비마 블로 그러면 과거의 비마 야라레 야나에 이러신 이 현장 이 앞으로 사이게만 나오고 나이 아저씨마 앞으로 때문에 아니라 주말와 이 주로 번호 간다고 봐 주리 때문에 대야면서 해서 막 표타라 기대 다음에 앞으로 디마가 아까울로 너도 피대 하이버 번호 디마도와 디마 때 디년 번호 디마 때인데 또 아마 뼈자 놔야 돼 안에 봐 마신입니다 왜 뼈자 번호 알아야 도와 뒤도와 번호ဒါလည်းတူပဲအရင်မမြင်ဘူးခုနှစ်မိတာဒီလိုညမ်းမှာပဲအမှပြုတ်ချမ်းတော့တစားပေါ့နော်အဲကြောင့်တေတီချာချာဒီလိုလိုလာတဲ့အချိန်မှာတော့ဒီမှာဒီဘယ်ကနေကားဒီဝင်နေရဟုတ်တယ်ကားဒီဖြစ်ရှင်ဒီလိုကားမနဲ့ကျွန်တော်ဘယ်ကနေသူများတရားရောက်တော့အချက်ပြပေးမှာခုလူလာနေတယ်ပါရပါတော့အဲ့ဒါလေးသိချင်တာလုပ်ပေးရမယ်လို့ပြောတာဖြစ်တယ်လို့မျိုးနောက်ဆုံးကိုအမှားဖြစ်တာပေါ့နော်အဲကြောင့်တို့ကကျွန်တော်ဆလာလုပ်နေတော့ပြောတော့နော်အဲကြောင့်အကိုတော့အနိုင်ဆုံးကိုကအမှားဖြစ်အောင်ပေါ့နော်တတိပိရနဲ့ညာတော့ဖြစ်ဒီလိုတေးချင်းကိုကိုကြည့်တဲ့အချိန်မှာမတိခဏလေးတီးတဲ့တီးနေတာနဲ့ဖြစ်တဲ့ဟာက80ရာခိုင်နှုန်းဖြစ်တယ်ပေါ့နော်ခဏလေးမျက်စိတမဲအတူဖြစ်သွားတာက10ရာခိုင်နှုန်းအဲ့လိုမျိုးတွေခန်းချမှာလောက်ထိုင်ကောင်းနေဆိုတော့အစံပြုထားတာဖြစ်တယ်ဒီပေါ်ပေါ့နော်ပစ္စည်းပြုတ်ချသွားတဲ့ချိန်ဆိုမှသူတို့ပြန်ထားပါတော့ပြုတ်ချသွားတဲ့ဒါမဲ့ဒီထဲမှာပဲရောက်သွားတယ်ဒီလိုမျိုးတွေပေါ့နော်ဒီအရန်အန်ဒီများပေါ့ဒီအပေါ်မှာတဲ့ပြီးလို့ရှိရင်တော့ဒီအပေါ်မှာအဖုံးတွေပါလည်းမဖုံးရင်ပေါ့နော်ဟိုကတခါလေးလူကကျသွားနိုင်တယ်ဆိုတာပြောထားတယ်ပြီးလို့ရှိရင်ဒါအရန်လေးတဲ့အတွက်ကြောင့်မို့ဒီဟာတွေဒီချက်စားတော့မယ်ဆိုမှတော့ပြထားတာဟုတ်တယ်အခုကျမတို့အမြဲတမ်းတွေ့ဖို့ပေါ့နော်လုပ်နေတဲ့အချိန်မှာခဏလေးတင်ထားလိုက်ပဲကွာဆိုတာအဲ့လိုမျိုးမရအောင်ပေါ့နော်ဒီလိုတိုင်းတတိလေးတွေမှာသူပစ္စည်းတွေအများကြီးလို့ဆွထားပါတော့ကျမတို့လည်းတက်တဲ့ခါလေးခဏလေးပဲကွာဆိုမှတက်တဲ့ခဏလေးအတွင်းမှာတော့အမှကျွတ်ဆိုမှလည်းပြုတ်ချတာလည်းပေါ့နော်ဒီလိုလေးချိခိုင်နိုင်ပေါ့နော်အဲ့ဒါပြောထားတာဟုတ်တယ်ပြီးလို့ရှိရင်သူဘယ်နာမှာလဲပပလေးပြီးလို့ရှိရင်ဒီနာမှာလည်းပြုတ်ချတာရင်ပြင်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီငန်းတွေမချိုးလို့ပါဒီနာမှာဒါနိုင်နော်ဒီမှာဒါလည်းငန်းမရှိဘူးပြီးမှဒါလည်းခဏလေးမှာပြောရအောင်ပြန်ပြောထားပါလားဒီမှာတစ်ခုနဲ့တစ်ခုဆက်မှာပေါ့နော်သွားလို့သားလာလွယ်ကိုလုပ်ထားတာဒီမှာဒါကြတော့ကျမတို့ဒီအလုပ်ကိုမစခင်ကျမတို့ဒီကြီးတာကိုအရင်ရွှေ့မယ်ဆိုရင်ကြီးတာအရင်တစ်ခေါက်ရွှေ့တေးတာကိုတစ်ခေါက်ရွှေ့ပါတော့တခါနဲ့တစ်ချိန်တည်းမှာပဲတစ်ခုကိုအဲ့လိုအရွယ်စားမတူတော့ရှင်းလို့မရဘူးလို့သူပြောထားတာဟုတ်တယ်ဒီမှာပေါ့ကျမတို့စီဒီနေ့အချိန်မှာဒါကအကိုတို့ကမှမရတော့ညီမလာညီမဒီမှာဆိုဆန်အိတ်တဲ့ကုန်တွေအကြီးကြီးပုံစံပေါ့နော်တော့အဲ့ကုန်တွေ APC မှာပေါ့နော်ဒီအလုပ်ခွင်မှာလည်းအများသုံးကြတယ်တော့အဲ့ဒါကိုဒီပတ်ချစ်ပေါ့နော်ဒီခုကိုဗာလဲခွက်ထားတဲ့အလေးချိန်ကိုပဲလုပ်ပါသူတတိချစာပါတင်ရမယ်ကြည့်မယ်ဆိုရင်ဒါလည်းဒီအန်တီရဲ့မကင်းနေတော့အဲ့လိုမျိုးဖြစ်ပေါ့နော်ဒါအဲ့ဒီချာကြည့်ရမယ်အလုပ်လုပ်တဲ့အချိန်မှာဒီမှာဒီရန်ကိုချိန်ရခတ်ပြီးမှဟိုလောကမဲ့နေရာနဲ့ဟိုပတ်သက်တဲ့တတိချစာအလုပ်လုပ်ရတဲ့အဆင်ပြေတဲ့အနေအထားတွေပေါ့နော်ဒါတတိချစာဒါမျိုးတွေသုံးတာလို့ရမယ်ဆိုတော့သူပြောထားတာဒီလိုမျိုးဒါလေးတွေတော့သူတတိချစာလောက်တာပဲဒါမျိုးတွေတတိချစာလောက်ရမယ်ဆိုတော့သူကပုံပြထားတာပေါ့နော်ဒီခိုင်းချမှာဟာတော့တာလို့ဒီမှာပြထားတာဟုတ်တယ်မှာဒါလေးပေါ့နော်တတိချစာမင်းရန်လေးနဲ့ဆက်ပြမယ်လို့ရှင်းကောင်းတဲ့ဘက်မှာအချက်ပြမယ်လို့လည်းတော့မရှိနေဘူးသူကြောက်ပြီးလုပ်နေပါတော့အဲ့ဒါလည်းတူပြီးဆက်ရအောင်နော်ဒီမှာခြားလဲဒီမှာလည်းလူကြောက်မှမရှိဘူးဆက်ပြမယ်လူကြောက်မှမရှိဘူးဖြစ်သွားရပါတော့ဒီမှာဒါလည်းကုန်နေအိတ်နေပဲဒီမှာပြင်းတော့ပြင်းနေတယ်ကုန်နေအိတ်အခုပြင်းနေဒါပစ္စည်းပြုတ်ကြမှာပြုတ်ကြအောင်လို့ရှိနေဘယ်လိုလုပ်လဲ
အဲ့ဒါဒီမှာအဲ့ဒါဒါလေးတေးချာစီးရမယ်ပေါ့နော်ဒါလည်းဒီဒီချင်းဟာမေးလို့ရတာပေါ့နော်ဒီမှာအဲ့တော့ပြန်ပြပြပေါ့နော်ဒီချင်းဟာရှိလားရှိလားဘာလို့လဲနဲ့ဘေးဖာနာအချက်ပေးဆက်ပေးဦးအော်ကျွန်မဟိုလောလောဆယ်ကျွန်မကိုဖူးတဲ့ဟိုမှာကျောင်းတက်နေတယ်အဲ့ဒီအခုဘာစတော့ကနောက်ဆုံးပြန်ပါနော်ကျွန်တော်ဒီလိုပြရအောင်ဟုတ်တယ်လားဒီတန်းလာဒီမှာပြီလားမျိုးရှိရတယ်ကျွန်တော်တို့ဦးလုံးရောက်တော့ညာတော့မာဒီကတော့ရင်းပြဒါလို့တို့မပစ္စည်းကြီးရောဒီလိုရဒီလိုရဒီလိုရရတယ်အဲဒါ